はい、こんにちは。皆さんにねまで The N4 Speed Master ရဲ့အပုတ်တိုလေးတစ်ခုကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့မေကွန်းလေးကိုအရင်တော့ဖတ်ကြည့်မယ်ပေါ့သူက布団はどうやって準備されましたか布団ဆိုတာじゃမှုရပါတော့ဂျပန်ရွာစတိုင်းမှုရ布団はどうやってဘယ်လိုပုံစံမျိုးနဲ့準備されましたဘယ်လိုမျိုးပြင်ဆင်ထားရလဲပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ပြင်ဆင်ထားရလဲတဲ့ဆိုတော့စာပိုက်လေးကိုတော့ဖတ်ကြည့်မယ်။ဆိုတော့先週はလွန်ခဲ့တဲ့ဘက်ကတဲ့初めて先週初めてလွန်ခဲ့တဲ့ဘက်ကပထမအဆုံးအနေနဲ့旅館に泊まりました旅館に泊まりましたဆိုတော့တဲခုကန်မှာတဲခုခဲ့ပါတယ်တဲ့旅館ဆိုတာကကျတော့တဲခုကန်တော့မှသူကဂျပန်ပုံစံပေါ့နော်ဂျပန်ပုံစံဟိုတဲခုကန်ပေါ့သူကမှစားတောက်လို့လည်းရမယ်ပြီးသွားရင်ရေချိုးကန်းကိုမှအဲ့လိုဟာပေါ့ဘယ်လိုခေါ်လဲဟွာလေးပါတယ်onsen ရေဘူးဆန်းပေါ့နော်ရေဘူးဆန်းနေနောက်တစ်ခါစားတောက်တွေဆိုလဲဂျပန်ရွေးရစတိုင်းနေပြီးတဲခုကန်ရဲ့အပြင်အစင်ကအစားပေါ့နော်အကုန်လုံးဂျပန်စတိုင်းပုံစံမျိုးပေါ့အဲ့လိုဟာမျိုးကိုဒီယောကန်လို့ခေါ်တဲခုကန်လို့ပေါ့နော်ဒီယောကန်လို့ခေါ်ရဲတဲ့အဲ့မှာတွားပြီးမှသူကထူမာရီမတ်စတာတွားပြီးမှသူတဲခုကဲပေါ့နော်ဒီယောကန်တဲ့ဝါတဲ့ဒီအဲ့ဒီယောကန်တဲခုကန်မှာဆိုလို့ရှိရင်ဖူတွန်တဲ့နေမတ်တဲ့ဒီမှုရနဲ့အိပ်ပါရဲတဲ့ဖူတွန်ကပေါ့နော်မှုရတော့မှတော့ရိုးမှုရမဟုတ်တို့ဂျပန်နေအိတ်တဲ့ပုံစံမှုရအကျန်းမြေပေါ်မှာတိုင်းခင်းမိမှာပေါ့နော်အေးရရဲ့ဖူတွန်ပေါ့အဲ့ဒါနဲ့အိပ်ပါရဲတဲ့ဝါတာစတချီကကျွန်တော်တို့တွေကတဲ့ဒီယောကန်နီဆွီတာတိုကီဝါသူတို့ကျွန်တော်တို့တွေပေါ့နော်ဒီတေခုကန်ကိုစရောက်တဲ့အချိန်လုံးကတဲ့ဟေယာနီဖူတွန်ကအာရီမဆန်တက်စတန်ကဒီသူတို့တဲမဲ့အခန်းမှာပေါ့နော်ဒီフトンမှုရကမရှိခဲ့ပေမဲ့လို့တဲ့အွန်ဆန်နီဟိုင်နီအီတေဟေယာနီမိုဒိုတာရာ床に布団がしてありましたဆိုတော့အစားပိုင်းမှာတော့ဒီခန်းထဲမှာမှုရမရှိနေဘူးပေါ့နော်သူတို့ကမှုရမရှိနေဘူးတဲ့အဲ့ဒါမှသူတို့ on sun ဒီရေဘူးဆန်းတဲ့ကိုရေဘူးဆန်းသွားဖို့ပေါ့နော်ရေဘူးဆန်းစိန်မှုသွားတယ်သွားပြီးတော့မှအခန်းထဲကိုပြန်လာတဲ့ချိန်မှာပြန်ရောက်တဲ့ချိန်မှာပေါ့နော်ဟဲယာနီမိုဒိုတာရာပြန်ရောက်တဲ့အခါမှာဆိုလို့ရှိရင်ယူကနေကျမ်းပြင်မှာတဲ့ဒီဖူတွန်ကရှိကွန်ကရှိတဲ့ おりましたဆိုဖြန့်ခင်းထားလျက်ပေါ့နော်မှုရကဖြန့်ခင်းထားလျက်ရှိပြီးသားဖြစ်နေပါတယ်တဲ့onsenにဒီရေဘူးဆန်းကိုပေါ့နော်入っているうちに旅館の人が用意してくれたのですသူတို့ဒီ onsen ပေါ့နော်ရေဘူးဆန်းနဲ့ကိုဝင်နေတဲ့ချိန်တွင်းမှာပဲတဲ့ဒီတဲခုခန်းကလူကပြင်ဆင်ထားပြီးတဲ့ပုံပေါက်ပါတယ်တဲ့旅館ではဒီတဲခုခန်းမှာဆိုလို့ရှိရင်တဲ့自分の部屋に食事を運んでくれるので部屋でゆっくり食事ができますဒီတဲခုကမှာဆိုလို့ရှိရင်ねကိုတိုင်ပေါ့နော်ကိုရဲ့အခန်းထဲမှာစားတောက်တာမျိုးပေါ့နော်အစားတောက်ကိုတည်လာလို့ရတယ်ပေါ့ဟာကွန်တဲ့ဆိုတာတည်ယူဆောင်လာလို့ရတယ်ပေါ့ရှဂူဂျီကိုဟာကွန်တဲ့ကူရဲတူတဲ့တည်ဆောင်လာပြီးတဲ့အတွက်ကြောင့်မို့လို့တဲ့ဒီအခန်းထဲပေါ့နော်စားစရာတွေကိုတည်ဆောင်လာပြီးတဲ့အတွက်ကြောင့်မို့လို့ဒီကိုရဲ့အခန်းထဲမှာပဲပေါ့နော်ယူကူရီဖြည်းဖြည်းချင်းရှဂူဂျီကတည်ခင်မှာစားတောက်လို့ရပါတယ်တဲ့ဒီရောဒီဝါဟင်းလျာတွေကတော့နီဟွန်ရောဒီတဲ့ဒီဂျပန်ရွေးရပေါ့နော်စားတောက်တွေဖြစ်ပါတယ်တဲ့တူတဲမို့どれもベハムソーレとても綺麗で美味しかったですဒီဂျပန်ဟင်းလျာရပါတော့ဘေဟာမဆိုးတဲ့တိုတဲမိုခီလေးတဲ့တော်တော်လေးလှပြီးမှပေါ့ပြင်ဆင်ရလှပြီးတော့မှအရသာလေးကောင်းပါတယ်တဲ့ဆိုတော့ဒါသူ့ရဲ့စားပိုက်ကလေးပေါ့ဆိုတော့ဆောနာမေးခွန်းကဘာလဲဆိုတော့ခုနပြောရတော့ဖူတွန်ဒီမှုရကိုဘယ်လိုပြင်ထားပေးရလဲပေါ့ဂျွန်ပီစာရဲမတ်စတာကဘယ်လိုပြင်ဆင်ထားပေးရလဲဆိုတော့ဒီဆောနာမှုရနဲ့ပတ်သက်တဲ့ဟာဆိုလို့ရှင်တော့ဒီနားလေးထိပဲပါမှာဒီအနောက်ကဟာတော့စားတောက်နဲ့ပတ်သက်ပြီးမှဒီမှာစားလို့ရတယ်ဘယ်လိုစားတောက်လို့ရှိရပေါ့အဲ့ဒါကိုပတ်ပေးထားဖြစ်တော့ကြောင့်မှုရဆိုလို့ရှင်တော့ဒီဘိုင်းထိပဲပါမယ်ပေါ့သူမှုရနဲ့ပတ်သက်တာဖူတွန်နဲ့ပတ်သက်တာဆိုဒီနားလေးပဲပုံစံဒီနားလေးဖတ်ရင်ကိုရတယ်အဲ့တော့အဖြေတွေတက်ရွေးကြည့်မယ်တာရှိတော့ကနံပါတ်1ကကြတော့ဝါတာရှိတာချီကတဲ့ကျွန်တော်တို့တွေကဒီယောကန်နီစုကုမိုင်နီဒီမဆက်ရောက်ခင်ပေါ့ဒီတဲခုကန်ကိုကျွန်တော်တို့တွေမရောက်ခင်ကတည်းကဒီယောကန်နိုဟီတိုကစတဲ့အို伊တဲ့ခရမစတာဒီတဲခုကန်ကလူကပြင်ဆင်ထားပေးပါတယ်တဲ့ဆိုတော့ဒါမဟုတ်သူတို့ဒီမှာပြောထားတယ်သူစတော့ဒီတဲခုကန်ပေါ့နော်စတင်ရောက်တဲ့အချိန်မှာတော့ကဒီဟဲယာနီဖူတွန်ကအာရီမဆန်လို့တော့ပြောထားတယ်နော်အဲဆိုနံပါတ်1လည်းမဟုတ်နံပါတ်2ကကြတော့ဝါတာရှိတာချီကအွန်ဆန်နီဖူတွန်ကိုထိုရီနီအီတေပြောရှိမှာတာဆိုကျွန်တော်တို့တွေကတဲ့ဒီရေဘူးဆန်းကိုတဲ့တွားပြီးတော့မှဖူတွန်ထိုရီနီအီတေဖူတွန်ဒီမှုရအောင်ယူဖို့တွားပြီးတော့မှပြင်ဆင်ရပါတယ်တဲ့ဆိုတော့ဒါလည်းမဟုတ်မှုရဒါဆိုလောအောင်မားနေတာသူတို့ကရေဘူးဆန်းမှာတွားပြီးမှမှုရအောင်ယူရတာလည်းမဟုတ်တလို့သူတို့ကလည်းကိုယ်တိုင်ကပေါ့နော်ကိုယ်တိုင်ကပြင်ဆင်ထားရတယ်မို့သူကကြောင့်ဝါတာရှိတက်ချီကဆိုတော့ပြောထားဆိုတော့ကျွန်တော်တို့တွေကအဲရေဘူးဆန်းထဲကိုတွားပြီးတော့ငွေရကိုတွားယူပြီးတော့မှရောရှိမှစတာပြင်ဆင်ပါတယ်ဆိုတော့ကျွန်တော်တို့တွေကပြင်ဆင်တာမဟုတ်အဲ့ဒီယောကန်နော်ဟီတိုကပြင်ဆင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ်1လည်းမဟုတ်နံပါတ်3ကကြတော့ဝါတာရှိတက်ချီကဟေယာနီအီနိုင်ဥချီနီ
旅館の人がしてくれましたဒါကကြတော့နည်းမှန်နိုင်ရှိတယ်ဘာလို့ဆိုတော့ဒီမှာကျွန်တော်တို့တွေဒီအခန်းထဲမှာမရှိစဉ်တော်တွင်းမှာတဲ့ဒီ旅館の人ဒီစားတောက်ဆိုင်မှာရှိတဲ့လူကတက်ခုကန်မှာရှိတဲ့သူကဖြန့်ခင်းထားပြီးပေါ့ပြင်ဆင်ထားပြီးတယ်တဲ့ဆိုရင်ပြောထားတာဟိုကပြောထားတဲ့ဟာနဲ့ဆိုရင်ဒါကကိုက်ညီဆုံးဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်၄လေးဆက်ပြီးဖတ်ကြည့်မယ်နံပါတ်၄ကကြတော့旅館の人がတဲ့ဒီတက်ခုကန်ကလူက食事と一緒に布団を運んでくれましたဒီစားတောက်ဆိုင်ဒီစားတောက်ဆရာတွေနဲ့ပေါ့နော်စားတောက်ဆရာတွေနဲ့အတူတူမှွေရကိုတည်ဆောင်လာပြီးတယ်တဲ့ဆိုတော့မှွေရကိုဒီစားတောက်ဆရာတွေနဲ့အတူတူတည်လာပြီးတာမဟုတ်ဘူးနော်ဆိုတော့ဒါမဟုတ်ဘူးဒီနံပါတ်လေးလည်းမဟုတ်သူကသူရေဘူးစမ်းသွားနေတဲ့အချိန်တွင်းမှာပဲဟာပြင်ဆင်ထားပြီးရပေါ့ပြင်ဆင်ထားပြီးရတဲ့ဆိုမှသူတို့ပြန်လာတဲ့အချိန်မှာသူကတွေ့တယ်ဆိုမှပေါ့နော်ကျမ်းမြင်ပေါ်မှာဒီမှွေရကခင်းမိသားဖြစ်နေပြီဆိုမှသူပြောထားဆိုတော့သူတို့အခန်းထဲမရှိတဲ့အချိန်တွင်းမှာဒီတက်ခုကန်ကလူကပြင်ဆင်ထားပြရပါတော့ပြင်ဆင်ထားပြတာပြင်စားတောက်ဆရာကိုယူလာပြီးတာကကြာတော့ဒီနောက်ကတက်အဲ့ဒါကဒီကိုယ့်ရဲ့ခန်းထဲမှာကိုပိုင်ခန်းထဲမှာသူတို့စားတောက်လို့ရတယ်ဆိုမှစားတောက်ကိုပြောပြထားတယ်နော်ဘလို့စားရပါညာပေါ့အဲ့လိုမျိုးပြောပြထားဖြစ်တဲ့ကြောင့်မလို့နံပါတ်4ရတယ်မို့သူအစားတောက်နဲ့အတူတကွာတည်ဆောင်လာပြရမျိုးမဟုတ်ဘူးဖြစ်တဲ့ကြောင့်မလို့အဖေကနံပါတ်4လည်းမဟုတ်ဘူးဆိုတော့ပြောထားတာအပေါ်ပြောထားတာနဲ့အကိုက်ညီဆုံးဖြစ်တာဆိုလို့ရှိရင်နံပါတ်3သူတို့ကျွန်တော်တို့အခန်းထဲမရှိခင်ချိန်တွင်းမှာပဲသူတို့ကပြင်ဆင်ထားပြရပေါ့ဆိုတော့ဖူတုံးမှုရပြင်ဆင်ထားပြရဲဆိုရအဖေကဒါလည်းအကိုက်ညီဆုံးဖြစ်တဲ့ကြောင့်မလို့အဖေကနံပါတ်3ဖြစ်ပါတယ်はい今日はここまでです